အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာပေါ့နော် Redmi 90လုံးလေးကိုကျွန်တော်မှန်လဲမယ်ဒီတခြားပိုင်းလေးတွေလည်းလုပ်လို့ရတယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီ video ထဲမှာထည့်ပြောသွားပေးမှာပေါ့နော်ဟုတ်ပြီအဆုံးထိလိုက်ပါကြည့်စုဖို့တောင်းဆိုချင်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်ဘက်ကပါအောင်ထုံးစံတိုင်းနော်ဒီဘက်ကပါဘက်ကိုအားပြုပြီးတော့ဆွဲခွာလိုက်တာပေါ့နော်ပြီးလို့ဆိုရင်ဘက်ထရီဖြုတ်တယ်အောက်ချမ်းဖြုတ်တယ်ဒီမှန် shortcut ကြိုးလေးဖြုတ်ပြီးတော့မှန်ခွာတင်လို့ရတာပေါ့နော်ဒီမှာကျတော့ဒီမှန်ကအမုံတွေဝင်ပြီးတော့တိုင်းလေးခွာဆွဲခွာလိုက်လို့ရတာပေါ့နော်ဆွဲခွာလိုက်တယ်ဆွဲခွာလိုက်ပြီးတော့ဘောင်းတွေမှာရှိတဲ့ကော့တွေကိုကျွန်တော်တို့ဒီကော့အကြံတွေပေါ့နော်ကော့အဟောင်းတွေကိုတခြားလေးဆင်းထုတ်မှာပေါ့ဘေးပေါင်ပတ်လဲကိုတခြားလေးဆင်းပေးမယ်ဆင်းပြီးပြီဆိုရင်မှန်ပြန်တင်လို့ရပြီပေါ့နော်တကယ်လို့မိတ်ဆွေတို့ထဲမှာပေါ့နော်ဒီအချုံလေးတစ်ခုခုရှိမယ်ဆိုရင်အဲ့အချုံလေးနဲ့ဒီအက်လေးနဲ့ပေါ့နော်အက်လေးနဲ့လည်းဆင်းထုတ်လို့ရတယ်အက်လေးနဲ့ဆင်းထုတ်ပြီးပြီဆိုရင်ဒီမှန်ကြောက်လှဲ့ပေါ့မှန်နဲ့ကြောက်လှဲ့ကဒီမှန်နဲ့ကြောက်လှဲ့ရဲ့ကော်နဲ့ကြောက်လှဲ့ကအဓိကပါနော်တခြားပိုင်းလေးတွေကမှန်ကလည်းမှန်ကဝယ်တက်မှာပဲပေါ့အသစ်ပေါ့ NCD တွဲရဲ့လဲမယ်ဆိုရင်ဆိုင်ပို့စရာမလိုပဲねဒီတိုင်းလဲလို့ရတာပေါ့โอเคအဲ့ဒါဆိုရင်ကော်လေးဘေးပေါင်ပတ်လဲကိုတခြားတင်လိုက်မယ်အောက်ကိုတော့မပေးကြစေနဲ့ပေါ့အောက်ကိုမပေးကြစေနဲ့ဒီအလဲကောင်ကြီးမှာအဲ့လိုကော်လေးတော့ပုံထဲလိုက်တာလို့အဲ့လိုမျိုးနေမလုပ်အောင်နော်အဲ့လိုမျိုးလှုပ်လိုက်တယ်ဆိုရင်အလင်းပေါက်တာတို့မှန်လစ်သွားတာတို့မှန်တက်ဆွဲမရတာတို့အဲ့ဒါတွေအများကြီးဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့ဘေးပေါင်ပတ်လဲမှာပဲပေါင်ပေါ်မှာပေါ့တခြားလေးတုပ်ပြီးတော့မှန်လေးကိုဒီတိုင်းလေးတင်လိုက်တယ်ဆိုရင်အဆင်ပြေပါတယ်အလင်းပေါက်တာတွေဘာတွေလည်းမရှိပါဘူးအဲ့ဒါဆိုရင်ကျွန်တော်တို့ဆက်လေးကိုပြန်လုံးလို့ရပြီပေါ့နော်အကုန်လုံးပြန်ဖုံးလို့ရပြီပေါ့ socket ဂျူးတွေကလည်းဒီတိုင်းပဲဒီတိုင်းလေးအောက်ကအခုံနဲ့တဲ့လားမတဲ့လားဆိုတော့သေချာလေးကြည့်ပြီးဆိုလက်လေးနဲ့ထိပြီးတော့အသားလေးဖိချပေးလိုက်ရုံပဲနောက်ဝကျိုးအမဲလေးတစ်ချောင်းရှိတယ်ကျိုးအမဲလေးတစ်ချောင်းကလည်းပြုတ်နေတယ်ဆိုရင်ဆင်းလိုင်းတက်မှာမဟုတ်ဆင်းကတ်တက်မှာဆိုရင်လည်းပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဆင်းကတ်လည်းကျွန်တော်လိုင်းတက်ပြီးအကုန်လုံးတက်ပြီးဆိုမှဘက်ထရီငုတ်လေးကိုကျွန်တော်ဘက်ထရီ socket ကိုတက်ပြရမှာပေါ့โอเคဘက်ထရီ socket ကိုအရင်ဆုံးတက်လိုက်တယ်ဆိုရင်လျှက်စစ်စီးဆင်းမှုရှိနေတာဖြစ်တဲ့အတွက်ဒီ short ဖြစ်နိုင်တာပေါ့တခြား socket တွေတက်မှာဆိုရင်သတိထားပဲเนาะနောက်ဆုံးမှဘက်ထရီ socket ကိုတက်ပြပါဒါနောက်ဝက်ဂျိုးလေးခေါင်းကကျွန်တော်ပြောတဲ့နောက်ဝက်ဂျိုးလေးဒီဂျိုးလေးမတက်ထားလို့ဆိုရင်ဆင်းလိုင်းကတက်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ဒီနောက်ဝက်ဂျိုးလေးကလည်းနည်းနည်းသတိထားပေးပေါ့โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ speaker phone လေးဖုန်းလိုက်ပါမယ် speaker phone လေးဖုန်းအပေါ်ဖုန်းလေးဖုန်းစကူလေးတခြားဆွဲဒီဖုန်းလေးဖုန်းလိုက်ရင်တော့အဆင်ပြေပါပြီဒီ Redmi 90မှာကျွန်တော်သတိထားမိတာဘောင်မကျတဲ့ error လေးတွေရှိတယ်ဘောင်မကျတဲ့ error ဆိုတာဘောလုံးကီးလေးတွေဒီ power ခလုတ်လေးတွေအတန်ခလုတ်လေးတွေမှာမညီတာရှိတယ်အဲ့ဒါကြောင့်မလို့အနေလောက်ဝင်တာပေါ့နော်လောက်ဝင်ပြီးတော့သေချာလောက်ရတယ်အဲ့ဒီအပိုင်းလေးတော့ကျွန်တော်အများတန်းလို့ကြုံနေရတာပေါ့ဒီ Redmi 90မှာဆိုရင်โอเคအဲ့ဒါလည်းသေချာလေးတက်လိုက်ရင်အဆင်ပြေပါတယ်ဒီဘောလုံးကီးလေးတွေနည်းနည်းလွတ်နေတာလေးတွေနည်းနည်းခုပေါ့အဲ့လိုလေးလောက်လိုက်ရင်တော့အဆင်ပြေပါတယ်โอเคမိတ်ဆွေတို့အခုလိုမျိုးဖုန်းပြုပြင်နည်းတွေ software ပိုင်းတွေ hardware ပိုင်းတွေစိတ်ဝင်စားတဲ့ဝါသနာပါတယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်โอเคအခုဖုန်းပြုပြင်နည်းတွေပေါ့နော် software ပိုင်းတွေ hardware ပိုင်းတွေ Oppo Vivo Samsung စတဲ့ model ဆော့ဆော်လင်းကိုဒီကျွန်တော်ရဲ့ဒီ online group တွေပေါ့နော် Telegram group လေးထဲမှာအသေးစိတ် sharing လုပ်ထားပေးတာရှိပါတယ်မိတ်ဆွေတို့တက်ချင်တယ်ဆိုရင်ဒီဖုန်းနံပါတ်ထဲမှာအသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ဒီ video လေးကိုအဆုံးသတ်ပါရစေ